ကျွန်တော်တို့စိတ်ချင်းတူလာပါတယ်ဆိုတဲ့တငယ်ချင်းနဲ့တွေ့ရင်တောင်မှအနည်းနဲ့အများခွာခြားတာလေးတွေရှိနေကြတာပဲလေပြောရရင်တအူထုံစင်းမွေးဖွားလာကြတဲ့မောင်နှမတွေအမွာတွေဆိုရင်တောင်မှမတူညီတဲ့လက္ခဏာအသွင်ပြင်တွေဝါသနာတွေနဲ့စိတ်နေစိတ်ထားတွေရှိတတ်ကြပါတယ်ဥပမာတယောက်ကပကြီးဆွဲရတာဝါနာပါရင်နောက်တယောက်ကတချင်းဆိုရတာဝါသနာပါတာမျိုးဒါမှမဟုတ်တယောက်ကအားကစားကိုစိတ်ဝင်စားရင်နောက်တစ်ယောက်ကစာဖတ်ရတာကိုနှစ်သက်တာမျိုးပေါ့ဒါတွေကတော့ကျွန်တော်တို့အားလုံးဟာပုံစံတူမရှိပဲထူးခြားတဲ့ကိုယ်ပိုင်လက္ခဏာတွေနဲ့မွေးဖွားလာကြတာပါပဲဒါပေမဲ့လူအများစုနဲ့မတူပဲထူးထူးခြားခြားစိန်ခေါ်မှုတွေနဲ့အတူဒီလောကကြီးတဲ့ကိုရောက်ရှိလာတဲ့သူတွေလည်းရှိနေကြပါသေးတယ်သူတို့ကတော့မတန်ဆွမ်းကလေးငယ်တွေပဲဖြစ်ကြပါတယ်ဒါဆိုမတန်ဆွမ်းကလေးတွေဘယ်လိုဖြစ်လာကြတာလဲကျွန်တော်တို့အများစုထင်ကြတာကတော့မတန်ဆွမ်းကလေးတွေဆိုတာကကံတရားကြောင့်ဖြစ်လာတယ်ဆိုပြီးတော့ပေါ့တကယ်တော့ဒါဟာကံတရားဆိုတာထက်သိပ္ပံနည်းကျအကြောင်းရင်းတွေအများကြီးရှိနေပါတယ်ပထမတစ်ချက်ကတော့ခရိုမိုဆိုးတွေကြောင့်ပါဒီနေရာမှာခရိုမိုဆိုးဘာလဲဆိုတာအရင်ပြောပြချင်ပါတယ်ခရိုမိုဆိုးဆိုတာကတော့ကျွန်တော်တို့ခန္ဓာကိုယ်ဆဲတစ်ခုချင်းစီရဲ့နျူကလ িয়ার အတွင်းမှာရှိနေတဲ့မျိုးရိုးဗီဇအချက်လက်တွေကိုတိုးလောင်တည်ဆောင်ပေးထားတဲ့အစိတ်ပိုင်းတွေပါပဲတာမန်လူတစ်ယောက်မှာခရိုမိုဆိုး46စုံရှိရပါမယ်ဒါပေမဲ့ဒီခရိုမိုဆိုးအရေအတွက်ကရှိသနာထက်လျော့နေတာဒါမှမဟုတ်များနေတာပုံစံပြည့်ရွံ့နေတာမျိုးဖြစ်လာတဲ့အခါမျိုးမှာချိုယွင်းချက်ကလေးတွေလည်းတွဲပါလာတတ်ပါတယ်ခင်ဗျာဥပမာဒေါင်းဆန်တော်ဖြစ်တဲ့ကလေးတွေမှာဆိုရင်21စုံမြောက်ခရိုမိုဆိုးမှာတစ်ခုပိုနေလို့ဖြစ်လာရတာပါဒါကိုနောက်ထပ်တစ်မျိုးအနေနဲ့ Trisomy 21 Down syndrome လို့လည်းခေါ်ကြပါလိမ့်တယ်ဒါအပြင်မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်လို့ကိုဝင်ဆောင်စဉ်ကာလမှာမိခင်အနေနဲ့အာဟာရချို့တဲ့တာဆေးလိမ့်နဲ့ရက်သေးစာတောက်သုံးတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့မိဖွားနေစဉ်မှာကလေးရဲ့အုံနောက်ကိုအောက်ဆီဂျင်လုံလုံလောက်လောက်မရရှိတဲ့အုံနောက်လေးဖြတ်ခြင်းလိုအခြေအနေတွေကြောင့်လည်းမတန်ဆွမ်းမှုတွေဖြစ်ပေါ်လာရတာပါ disability မတန်ဆွမ်းမှုနဲ့ပတ်သက်ပြီးအမျိုးအစားတွေကရောဘယ်နှမျိုးရှိတာလဲ disability လို့ခေါ်တဲ့မတန်ဆွမ်းအခြေအနေတွေဟာမျိုးမျိုးရှိနိုင်ပါတယ်ခန္ဓာကိုယ်လှုပ်ဆောင်ချက်ချို့တဲ့တာကြောင့်လမ်းလျှောက်ဖို့ခက်ခဲတဲ့ physical disability မြင်နိုင်ကြားနိုင်အာရုံခံနိုင်စွမ်းအားနည်းတဲ့ sensory disability သင်ကြားနိုင်စွမ်းနဲ့စင်ကြင်တုံတရားပိုင်းဆိုင်ရာ intellectual disability ဖွံ့ဖြိုးမှုနောက်ကျတဲ့ developmental disability စိတ်ခံစားချက်နဲ့ပြုမှုပိုင်းဆိုင်ရာ mental health disability နဲ့နောက်ပြီးအပြင်းပန်းကြည့်ရင်မသိနိုင်တဲ့နာတာရှည်ယောဂလို invasive disability အထိအများကြီးရှိပါတယ် WHO ရဲ့တရားဝင်ထုတ်ပြန်ချက်အရကမ္ဘာလုံးဆိုင်ရာလူဦးရေရဲ့လူပေါင်း 1.3 ဘီလီယံရဲ့ 16% မှာ disability condition တွေနဲ့ရှင်သန်နေထိုင်ကြရတာပါ United Nations မြန်မာရဲ့2024ခုနှစ်ဒီဇင်ဘာ3ရက်နေ့မှာထုတ်ပြန်ထားတဲ့အချက်လက်တွေအရမြန်မာနိုင်ငံရဲ့လူဦးရေရဲ့ 73% မှာမတန်ဆွမ်းသူတွေပဲဖြစ်ကြပါတယ်။တနည်းအားဖြင့်ပြောရရင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလူ100မှာ73ယောက်ဟာမတန်ဆွမ်းသူတွေပဲဖြစ်ကြပါတယ်။နဲတဲ့ရည်အတွက်တော့မဟုတ်လားဘူး။ကျွန်တော်တို့ရဲ့လူဖွဲ့စည်းမှာဆိုရင်မတန်ဆွမ်းသူတွေကိုမြင်တိုင်းတနာစရာကန်ဆိုးတဲ့သူတွေအားကိုးရမဲ့တဲ့သူတွေဆိုပြီးတော့ယူဆတတ်ကြပါတယ်။အမှန်တကယ်ခန္ဓာကိုယ်ချိုရင်းချက်ထက်ဒီလူမျိုးပတ်ဝန်းကျင်ရဲ့အမားယွန်းတဲ့အယူဆတွေကဲ့ရဲ့တဲ့အမြင်တွေခွဲခြားဆက်ဆံခံရမှုတွေကသူတို့ကိုပို့ပြီးတော့စိတ်ပေးပန်းစေနိုင်ပါတယ်။နောက်ပြီးလူသွားလမ်းမတွေပေါ်မှာမတန်ဆွမ်းသူတွေအတွက်သွားလာရလွယ်ကူစေမဲ့တီးသန့်လမ်းကြောင်းတွေနဲ့အများဆုံးတန့်စင်ခန်းတွေမှာသူတို့အတွက်အဆင်ပြေအောင်လုပ်ပေးထားတဲ့အခြေအနေဆိုတာမျိုးကကျွန်တော်တို့နိုင်ငံမှာမရှိသလောက်ရှားနေပါသေးတယ်။ဒါတွေကိုကြည့်ရင်သူတို့ဟာခုချိန်ထိလူမှုပတ်ဝန်းကျင်မှာတမင်ရွေရထားတာမျိုးမဟုတ်ပေမဲ့လည်းခွဲခြားဆက်ဆံခံနေရတော့မဲ့ဆိုတာသိတာလွန်လာပါတယ်။ဒီတော့မတန်ပေမဲ့စွမ်းတယ်ဆိုတဲ့အတိုင်းသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ကအခွင့်အရေးပေးပြီးအားပေးဖို့လိုအပ်တာပါ။ဒါကြောင့်မတန်ဆွမ်းသူတွေကိုအထူးတလဲတနာရမဲ့သူတွေဖြစ်မမြင်ပဲကျွန်တော်တို့အားလုံးနဲ့အတူတူကဘာကြီးကိုလှပအောင်ဖန်တီးနိုင်တဲ့စွမ်းဆောင်နိုင်သူတွေအဖြစ်လက်ခံပြီးအားပေးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲဗျာသမီးကပကြီးဆွဲရတာအယံဝဒနာပါရမမရဲ့ပ
ကြီးပြပွဲတွေမှာပါဘူးလို့တွားကြည့်ရတာလေကြိုက်တယ်ပကြီးဆွဲနေရရင်ကိုယ်အရန်ပြောတာစွမ်းအားတွေပါတွေထက်ပကြီးပညာမှာအရန်ကျွမ်းကျင်တဲ့သူတယောက်ဖြစ်ချင်ပါတယ်အခုဆိုရင်ဟိုလေအင်တာနက်ပေါ်ကလူတွေလိုခဏလေးနဲ့ပုံပြီးတော့တဲ့အဆင့်ကြီးတော့မရောက်သေးဘူးဒါပေမဲ့အဲ့လိုကျွမ်းကျင်လာခြင်းနဲ့ဘယ်အောင်နဲ့ဘယ်အောင်ဆက်ရင်ဘယ်အောင်ရမလဲဆိုတော့ကွက်ကွက်ပြပြသိတာမျိုးပေါ့ ကိုလို့ထားရကောင်းတယ်ဆိုရင်ကိုရရတယ်ဂုံယူမိရဲ့တမီးကတချင်းသားထောင်ပြီးပကြီးဆွဲလိုက်ရင်စိတ်ညစ်တာရဲ့ဂုံယူဖြစ်တယ်လို့ပျောက်သွားတာပဲအဲ့လိုဝါသနာပါမှပို့ပြီးအာရုံစိုက်လိုက်တော့ပို့ပြီးစိတ်သက်သာရလာရဲ့ တကယ်တော့မတန်ဆန်းမှုဆိုတာကမစွမ်းဆောင်နိုင်ခြင်းမဟုတ်ပါဘူးကျွန်တော်တို့တွေအနေနဲ့အခွင့်အရေးနဲ့နားလည်မှုကိုသာပေးနိုင်မယ်ဆိုရင်သူတို့လေးတွေဟာလှပတဲ့ရောင်စုံပကြီးကားလေးလိုပဲဒီကမ္ဘာမြေကိုလှပအောင်ဖန်တီးနိုင်ကြမယ်ကလေးတွေပါပဲအခုဆက်လက်ပြီးလိုင်တာယာမြို့နယ်မှာရှိတဲ့အေးမြတ်တာမတန်ဆွမ်းရိပ်မြုံကကျောင်းဦးဆရာကြီးဆရာဦးထေးလွင်ကလည်းမတန်ဆွမ်းကလေးတွေကိုဘလို့ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နေကြအောင်ကိုအခုလိုပဲပြောပြထားပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးထေးလွင်ဖြစ်ပါတယ်လိုင်တာယာမြို့နယ်မှာရှိတဲ့အေးမြတ်တာမတန်ဆွမ်းရိပ်မြုံရဲ့အတွင်းမှုလည်းဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းမှာဆိုရင်မတန်ဆွမ်းမှု၄မျိုးလုံးကိုလက်ခံပြီးတော့မှပြုစုစောင့်ရှောက်ရေးအထူးပညာရေးနဲ့အသက်မွေးကျောင်းပညာများကိုသင်ကြားပေးလျက်ရှိပါတယ်ကျွန်တော်တို့မတန်ဆွမ်းကိစ္စကိုပြောကြမယ်ဆိုရင်ကျွန်တော်တို့လူပတ်ဝန်းကျင်ကမတန်ဆွမ်းသူတွေနဲ့အနှဲငယ်အလှမ်းဝေးနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့မတန်ဆွမ်းမှုဆိုင်ရာအသိပညာများသင်ကြားပို့ချခြင်းလေ့လာခြင်းစီးပူးခြင်းအားနည်းကြလို့ဖြစ်ပါတယ်။ကျွန်တော်တို့ကျောင်းကိုရောက်လာတဲ့မတန်ဆွမ်းတွေနဲ့ပတ်သက်လို့လေ့လာကြည့်တဲ့အခါမှာမတန်ဆွမ်းမိဘတွေဟာမတန်ဆွမ်းသူများကိုပိုင်ဆိုင်ထားတဲ့မိဘတွေဟာမိမိသားသမီးလေးတွေရဲ့လိုအပ်ချက်နဲ့မိမိသားသမီးလေးတွေကိုဘယ်လိုပြုစုစောင့်ရှောက်ပေးရမယ်ဆိုတဲ့အရေးကြီးတဲ့အရာတွေကိုလေ့လာထားတာမရှိဘူးလို့ကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကျောင်းမှာတော့ကျွန်တော်ကကလေးများကိုအခမဲ့သင်ပေးတာဖြစ်ပေမဲ့လို့ကလေးမိဘများဟာလစဉ်မတန်ဆွမ်းမှုဆိုင်ရာအသိပညာများကိုမဖြစ်မနေသင်ယူရမယ်ဆိုတဲ့စီကံလေးတစ်ခုထားပါတယ်။ဒီလိုစီကံလေးထားတဲ့အခါမှာကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကျွန်တော်တို့သိထားတဲ့မတန်ဆွမ်းမှုဆိုင်ရာအသိပညာတွေကိုမိဘတွေကိုလက်ဆင့်ကမ်းလိုက်တဲ့အခါမှာမိဘတွေကသူတို့ကိုယ်တိုင်ဒီကလေးတွေကိုပြုစုစောင့်ရှောက်မှုတွေတက်သွားတဲ့အခါမှာအောင်မြင်မှုတွေများစွာရတယ်ဆိုတာကိုတွေ့ရပါတယ်။အထူးသဖြင့်တော့မတန်ဆွမ်းတွေကိုလူအများစုကတွေ့လို့ရှိရင်တနာစရာတစ်ခုအနေနဲ့ပဲရှုမြင်တတ်ပါတယ်မတန်ဆွမ်းလောကနဲ့ဗမာပြည်မတန်ဆွမ်းသူတွေနဲ့ဗမာပြည်ရဲ့အခြေအနေကတော်တော်မျက်မြင်ကြောင်ဗမာပြည်မှာအောင်မြင်ဆုံးကမ္ဘာမှာလည်းအောင်မြင်တယ်နာမကျဒုတိယလိုက်တယ်ဒုတိယပဲလိုက်တာအခုကျွန်တော်ကျောင်းမှာကလေးတွေမျိုးဆိုရင်ဒါကျောင်းလို့မရှိဘူးကျောင်းလို့မခေါ်ဘူးသူကကျောင်းလို့မခေါ်ဘဲနဲ့ဟိုဟာလေးကာတာလေးတင်ပေးလိုက်နေရာလေးလောက်တာလေးတင်ပေးလိုက်ပြီးတော့ပဲယာယီအပွဲလမ်းတစ်ပင်လေးရှိမှလုပ်တဲ့အစီအစဉ်မျိုးလောက်ပဲရှိတာကျွန်တော်ကအဲ့ဒါကိုအဲ့လိုမပေါ်အောင်ကျွန်တော်ဒါကြောင်းတယ်ကျွန်တော်ရှိမှကယ်ရီကူလန်ရှိတယ်တင်ရုံညွှန်တန်းရှိတယ်ဒီကလေးဒီတန်းနဲ့သူကသူ့ရဲ့တင်ရုံညွှန်တန်းနဲ့ကျွန်တော်ကအထူးပညာရေးတွားနေဆိုတော့နောက်တစ်ချိန်ကြာလို့ရှိရင်တော့သူတို့ရဲ့ပညာရေးကိုလည်းဘယ်လိုပြောမလဲကျွန်တော်ဒီမှာ research လုပ်ထားတဲ့ data တွေပေါ့ data တွေလည်းသိပါတယ်ဒီကလေးကိုဒီလိုသင်ရမယ်ဒီကလေးကိုဒီလိုသင်ရမယ် စောနာကရှေ့မှာကျွန်တော်ပြောခဲ့တယ်လို့ပါပဲမတန်ဆွမ်းမှုဆိုတာကကန့်သက်ချက်တစ်ခုမဟုတ်တယ်လို့ဘာမှမလုပ်နိုင်တာကိုဆိုလိုတာလည်းမဟုတ်ပါဘူးတကယ်တော့ဒါဟာအခွင့်အရေးမရရှိချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပေးရမယ့်အရာကတနာညတာမှုထက်ဒန်းတို့ညီများတဲ့အခွင့်အရေးတွေပါပဲမျက်လုံးလေးခဏမိတ်ထားပြီးကိုယ်ခန်းထဲမှာလမ်းလျှောက်ကြည့်ပါဒါမှမဟုတ်လက်တစ်ဖက်ထဲကိုပဲအသုံးပြုပြီးတစ်ခုခုပြုလုပ်ကြည့်ပါပုံမှန်လုပ်နေကြတဲ့ပစ္စည်းတွေနဲ့တိုက်မိတာပစ္စည်းတွေပြုတ်ကြတယ်အဲ့လိုမျိုးအဆင်မပြေတာတွေကြုံတွေ့ကြရတယ်ဗျာ
အဲ့ဒါတွေကတချို့လူတွေအတွက်တော့နေ့စဉ်ဖြတ်သန်းနေရတဲ့လက်တွေ့ဘဝတွေပါပဲဒါကြောင့်သူတို့တွေအတွက်လိုအပ်တဲ့အဆင်ပြေချောမွေ့မှုတွေဖန်တီးပေးတာဟာအခွင့်ထူးပေးတာမျိုးမဟုတ်ပဲရတဲ့ရတိုက်တဲ့အခြေခံရပိုင်ခွင့်တွေကိုယူဆောင်ပေးတာပဲဖြစ်ပါတယ်ကလေးတိုင်းဟာသူတို့ဖြစ်ချင်ကြတဲ့အိမ်မက်တွေမှတ်ဖို့ထိုက်တန်တယ်လို့အဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မဲ့အခွင့်အရေးလည်းရသင့်ပါတယ်ဒီတော့ပြောင်းလဲမှုဆိုတာကလည်းကျွန်တော်တို့တဦးချင်းစီကနေစတင်တာပါဒါကြောင့်တဦးချင်းစီကပြောင်းလဲသွားရင်အားလုံးအတူတူရှေ့ဆက်လက်တွဲကြမယ်ဆိုရင်ပိုလာတဲ့မနှက်ဖြန်တွေနဲ့အတူတာယာတဲ့ကဘာမြေကိုတည်ဆောက်နိုင်ကြမှာပဲဖြစ်ပါတယ်ဒီအမြင်တွေကိုစိတ်ရှိရှိနဲ့မျှဝေရှင်းပြပေးခဲ့တဲ့အင်းမြတ်တာမတန်ဆွမ်းရိပ်မြုံရဲ့ကျောင်းအုပ်ဆရာကြီးဦးထေးလွင်ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဒါအပြင်အချိန်ပေးပြီးပါဝင်ကူညီပေးကြတဲ့အင်းမြတ်တာမတန်ဆွမ်းရိပ်မြုံကဆရာမများနဲ့ကျောင်းသားကျောင်းသူများကိုလည်းကျေးဇူးတင်ရှိပါတယ်ဒီကလေးတွေဟာအခွင့်အရေးတစ်ခုသာရရှိမယ်ဆိုရင်သူတို့ရဲ့အနာဂတ်ကိုသူတို့ကိုယ်တိုင်လှပဖန်တီးနိုင်ကြပါလိမ့်မယ်